ဘာမှမလုပ်တတ်ပဲစားတာပဲတည်တဲ့ဝါဝါဖောင်းဖောင်းပန်နာတကောင်ကဘလို့လုပ်ပြီးကွန်ဖူးဆရာကြီးဖြစ်လာခဲ့တာလဲကိုဖုံးဟာကွန်ဖူးကိုအရန်ယူသွတ်တဲ့ပန်နာတကောင်ပါသူ့ရဲ့အကြီးမားဆုံးအိမ်မက်ကတော့ကွန်ဖူးဆရာကြီးတယောက်ဖြစ်လာဖို့ပဲဖြစ်တယ်ဒါပေမဲ့သူ့ကိုမွေးစားထားတဲ့ဖခင်ဖြစ်သူမစ္စတာဘင်းမှာဖေငန်းကြီးကတော့သူ့ရဲ့လမ်းစဉ်ကိုဆက်ခံစေချင်တယ်မစ္စတာဘင်းဟာခောက်ဆွဲဆိုင်ဖွင့်ထားပြီးကိုပိုင်သားသမီးလည်းမရှိဘူးရာစုနှစ်တခုကျော်တက်တန်းရှိတဲ့မိသားစုလုပ်ငန်းကိုပိုတယောက်တည်းသာဆက်ခံနိုင်မှာဖြစ်တယ်ဒါကြောင့်ပိုဟာဖခင်ရဲ့စိတ်ကိုမထိခိုက်စေချင်လို့သူ့ရဲ့အိမ်မက်ကိုတခါမှထုတ်မပြောခဲ့ဘူးတနေ့မှာတော့ရွာမှာနဂါးစစ်တီတော် Dragon Warrior ရွေးချယ်မဲ့အခမ်းအနားကြီးကျင်းပတော့မယ်လို့ကြေညာခဲ့တယ်အဲ့ဒီပွဲမှာသူအလွန်လေးစားအားကြတဲ့ Furious 5အဖွဲ့လည်းလာရောက်ပြသမယ်ဆိုတော့ပိုကအရန်စိတ်လှုပ်ရှားသွားတယ်သူကဆိုင်လုပ်ကိုခဏထားပြီးတွားကြည့်ချင်ပေမဲ့မစ္စတာဘင်းကတားမထားဘူးဒါပေမဲ့ခောက်ဆွဲတွေပါယူသွားပြီးရောင်းခိုင်းလိုက်တယ်ပိုကသဘောတူခဲ့ပေမဲ့ပိုစတာမှာပြထားတဲ့နေရာကိုရောက်သွားတော့အခမ်းအနားကတောင်ထိပ်ပေါ်မှာကျင်းပနေတာကိုတွေ့လိုက်ရတယ်သူလိုဝါဖောင်းဖောင်းလူတယောက်အတွက်တောင်တက်ရတာတောင်ခက်ခဲနေပြီခောက်ဆွဲလဲကြီးပါဆွဲတက်ဖို့ဆိုပိုဆိုးသေးတယ်နောက်ဆုံးမှာတော့သူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ခောက်ဆွဲလဲကိုစွန့်ပစ်ပြီးတယောက်တည်းတောင်တက်သွားခဲ့တယ်ဒါပေမဲ့နောက်ကျသွားခဲ့ပြီသူရောက်တဲ့အချိန်မှာပဲတကားကြီးပိတ်သွားခဲ့တယ်အဲ့ဒီနောက်ပိုဟာနေရန်ကိုတက်ဖို့နီးလန်းမျိုးစုံစူးစမ်းခဲ့ပေမဲ့သူ့ရဲ့ကိုယ်လေးချိန်ကြောင့်အချိန်တိုင်းမအောင်မြင်ခဲ့ဘူးနဂါးစစ်တီတော့ရွေးချယ်တော့မယ့်အချိန်နီးလာတာနဲ့အမျှပိုကပိုပြီးစိတ်ပူလာတယ်ဒါနဲ့မီရှူမီပန်းတွေကိုစူစီပြီးရိုးရှင်းတဲ့ဒုံးပြန်တစ်ခုလှုပ်လိုက်တယ်သူ့အစီအစဉ်ကတော့ကောင်းကင်ကနေပြန်ဝင်ဖို့ပဲအဲ့ဒီအချိန်မှာမစ္စတာဘင်းရောက်လာခဲ့တယ်သူမြင်လိုက်ရတာကြောင့်ပိုကကိုအဆုံးစီရင်တော့မယ်လို့ထင်သွားတယ်ပိုကတော့အမှန်တရားကိုရှင်းပြလိုက်တယ်ဒုံးပြန်ပြစ်လွတ်တော့မယ့်အချိန်မှာသူကသူ့ရဲ့အိမ်မက်ကိုအတန်ကုန်ပြောလိုက်တယ်ကျွန်တော်ကွန်ဖူးဆရာကြီးဖြစ်ချင်ပါတယ်ဒါပေမဲ့မစ္စတာဘင်းကတော့ကဲသားကြီးအလုပ်ပြန်လုပ်ကြရအောင်လို့ပြောလိုက်တယ်ပိုကလက်လျှော့ဖို့ပြင်နေတဲ့အချိန်မှာပဲမီရှူတွေရုတ်တရက်မီးလောင်ပြီးပောက်ကွဲသွားတယ်ပိုဟာကောင်းကင်ဘုံကိုတန်းတက်သွားပြီးအားကစားကွင်းအလဲတက်ကိုပြုတ်ကျသွားတယ်ပြုတ်ကျတဲ့အချိန်ကြောင့်သူမေးလဲသွားခဲ့တယ်သတိပြန်ရလာတဲ့အခါလူတစ်ယောက်ကသူ့ကိုလက်ညှိုးထိုးပြနေတာတွေ့လိုက်ရတယ်ဆရာကြီးကျွန်တော်ကိုလက်ညှိုးထိုးနေတာလားအဲ့ဒီလူကတော့ Jake Police ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Master Ugwe ဖြစ်တယ်သူလက်ညှိုးထိုးပြနေသူကနဂါးစစ်တီတော်အသစ်ဖြစ်ရမှာပဲဒါပေမဲ့ပွဲကြည့်ဖို့လာခဲ့တဲ့သူကိုယ်တိုင်နဂါးစစ်တီတော်ဖြစ်သွားမယ်လို့ပိုဘယ်တော့မှမထင်ခဲ့ဘူး Master Shifu ကတော့ဒီကိစ္စကိုလုံးဝနားမလည်နိုင်ခဲ့ဘူးသူ့အမြင်မှာတော့ဒါဟာမတော်တဆဖြစ်ရတစ်ခုပဲတကယ်တော့ Master Ugwe က Furious 5 ထဲက Tigress ကိုရွေးချယ်ဖို့ရည်ရွယ်ထားတယ်လို့သူထင်နေခဲ့တယ်ဒါပေမဲ့ Master Ugwe ကမတော်တဆဆိုတာမရှိဘူးအရာအလုံးဟာဖြစ်တယ်လို့ဖြစ်လာတာပဲလို့ပြောခဲ့တယ်နောက်ပိုင်းမှာ Master Shifu ကမနက်ဖြန်မိုးလင်းတဲ့အထိဒီဘန်ဒါကလက်မလျှော့သေးရင်ကျွန်တော်ကဒါဆရာကြီးကိုစိတ်ပြက်စေတဲ့သူဖြစ်သွားလိမ့်မယ်လို့ပြောခဲ့တယ်ထို့နောက်ပိုကိုရွာသားတွေက Jake Police ထဲရှိသူ့ရဲ့ကောင်းခန်းမှာ Hall Heroes စီခေါ်ဆောင်သွားကြတယ်အဲ့ဒီနေရာမှာနဂါးစစ်တီတော်အတွက်ရည်ရွယ်ထားတဲ့ Dragon Scroll ကစောင့်ဆိုင်နေတယ်ဒါပေမဲ့ Shifu ကပိုကိုအထင်သေးလွန်းလို့ Dragon Scroll ကိုပေးဖို့စိတ်ကူးမရှိဘူးပိုရဲ့ဝါဖောင်းတဲ့ကိုခန္ဓာကိုမြင်ုံနဲ့ပဲသူစိတ်တူနေတတ်တယ်ဒါပေမဲ့ပိုဟာ Master Ugwe ရွေးချယ်ထားသူဖြစ်တဲ့အတွက်တိုက်ရိုက်နှင်ထုတ်လို့မရဘူးဒါကြောင့်သူလုံနိုင်တာတစ်ခုတည်းကတော့ပိုကိုသူ့ဘာသာသူလက်လျှော့ပြီးထွက်သွားအောင်ဖိအားပေးဖို့ပဲဖြစ်တယ်